ကားတော့မောင်ကိုရေတစီးမယ်နဂင်ကအလုပ်ဆင်းတော့ညာလေးမွေးတိုက်တာညစ်ပန့်တာလေတွေ့တော့စိတ်မဖြောက်တော့ကျွန်တော်ညဆိုင်ထွက်လာပြီကျွန်တော်ဒီအိတ်လိုက်တယ်အိမ်ကနိုးချင်းမှမတူရေတစီးပါYung gusto mo talaga Lahat ginawa ko Pero iba pala Pingiti ka na lihim Di ko na nakita Nagpapaniwala ka lang pala ကဲရေးစေးဆိုင်တော့ရောက်ပြီတော့ရေးစေးတဲ့ဆိုင်ရောက်တော့စစီပါအောင်နော် Busted, yeah, ako yung na-busted Pero di ibig sabihin ako'y defeated Busted, oh, wag kang ma-shock Cause I'm moving on, baby, watch me rock Busted, yeah, ako yung na-busted Pero wag kang magulat kung ako'y upgraded Busted, hindi ako lugi Cause losing you means I'm finally freeဖြစ်မှုလီနောင်ဆုံးထဲမှာရှိရတဲ့64ကုန်းတရားတော့နာမည်ကြီးပဲပေါ့နော်။ဘာဖြစ်လဲဆိုတော့မနက်ကရှင်းနိုင်ဆိုလို့ရှိရင်အေးပေါ်နာမှာဘာကြီးတွေကလူခံတော့ပေါ့ဗျာနော်။လူတိုင်းလည်းသိကြတယ်လူတိုင်းလည်းမိကြတယ်ကျွန်တော်ပါဝင်ပေါ့။ Cause losing you means I'm finally free Sabi mo forever daw pero yung forever mo 2 weeks lang pala wow No drama, no tears Just peace I'm living my best Come on Busted ka rin Huwag mo na sanang balikan Ako yung iniwan mo noon Ngayon ako naman ang di mo maabot Busted, yeah, ako yung na-busted Pero look at me now, I'm so elated Busted, watch me glow up You lost your chance, now time's up Busted, ako yung na-busted Pero ako pa rin ang di mo makakalimutan Busted, this is my story ရှင်းနာလေးမှာမြင်နေတဲ့တိုက်ကဒါ64တိုက်ပေါ့နော်64တိုက်နေမှာတော့ဘယ်လိုဆိုရင်စကီလေးတွေတပုံပြီးပေါ့နော်စားနောက်ပြီးလို့တလောင်းနဲ့ပဲဆုံးသက်ပါမှာနော်နှုတ်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါနော်နောက်ဆိုရင်ကျွန်တော်ဗီဒီယိုလေးဆက်လုပ်ဖို့စီပါနော်အားလုံးပဲဒီကနေ့နှုတ်ဆက်လိုက်ပါတယ်တခါ